ဘဝမှာကြောက်စရာအကောင်းဆုံးကိုပြောပါဆိုရင်လေမာနဒေါသအတ္တဒီသုံးခုမာနကိုကထားတယ်ငါအကောင်းဆုံးငါလူမျိုးတွေအကောင်းဆုံးငါနိုင်ငံကအကောင်းဆုံးအဲ့လိုမျိုးထားရင်သူတို့တွေရေပြေးတဲ့ခွက်ဖြစ်သွားပြီနော်ကိုယ်နိုင်ငံကိုလူမျိုးချစ်တာတော့ဟုတ်ပါပြီကွာဒါပေမဲ့စဉ်းစားရမှာကိုဘွားရှိသေးတယ်ကိုဘွားကိုတိုးတက်အောင်လုပ်ရမယ်ကိုပြုပြင်ရမယ်ဘယ်သူမှဆိုအကောင်ဆုံးလို့မဟုတ်ဘူးကွာအကောင်ကိုအကောင်ဆုံးလို့ခံယူထားရင်အဲ့ဒီလူကလေမလေးလာတော့အရာအလုံးမှာသူကောင်းတော့ရင်အကောင်ဆုံးပဲဆိုတော့ရေပြင်းနေပြီလေဆမကိုလေငါအကောင်ဆုံးပါဆိုငါဘယ်တော့မှမပြောအမြဲတမ်းလေလေးလာတယ်တင်ယူတယ်ပြုပြင်တော့တင်ယူတော့စာဖတ်တော့နားထောင်တော့ဆိုတော့ပြီးတော့ဝေခွဲတာပေါ့နော်ကိုနားထောင်တဲ့အရာအလုံးမှာဝေခွဲတယ်လက်ခံတင်လားလက်မခံတင်လားဝေခွဲသေးတယ်ဘာသာစကားတက်ဖို့ဆိုရင်မာနမထားလို့မရဘူးသူများနိုင်ငံချေရမယ်သူများဘာသာစကားကိုချေရမယ်ဒါဆိုရင်အဲ့ဒီဘာသာစကားတက်တယ်ကိုကထိုင်းစကားတက်ရှင်ထိုင်းရဲ့ယဉ်ကျေးမှုတွေလေးလာမယ်ပြီးတော့ထိုင်းဘာသာစကားကိုလည်းကြားရမယ်ကိုရဲ့မိခင်ဘာသာစကားလိုမျိုးကိုဆွဲရမယ်အဲ့လိုမှမဟုတ်ရင်ကိုမတက်အောင်ဆမတယောက်စကားကြိုက်တော့ကြိုက်နေပြီဒါပေမဲ့ကိုကမိခင်ဘာသာစကားလိုမျိုးကိုဆွဲရမယ်နော်ကြားရမယ်လိုက်ပြောရမယ်ဆိုတော့ကိုရဲ့ daily life မှာဒီ vocabulary တွေကိုတရုတ်လိုမျိုးပြောင်းရမယ်အဲ့လိုမျိုးဆိုတော့အင်္ဂလိပ်စကားဆမဘလို့ဘာကြောက်တက်လဲဆမရဲ့မိခင်ဘာသာစကားလို့ခံယူပြီးတော့ဆမလေ့ကျင့်ပြီးပြောတာဆမအင်္ဂလိပ်စကားလေ့လာရင်ဆမကြက်တော့မဟုတ်စာဖတ်ပြီးကြက်တော့မဟုတ်တင်ချတယ်ဆိုရင်ကိုတွဲရသေးတယ်နော်အင်္ဂလိပ်စကားကကျတော့စကားပဲကိုရဲ့မိခင်ဘာသာစကားလိုမျိုးကိုလိုက်ပြောရင်လည်းပျော်လေးနဲ့လေ့လာသွားတယ်အဲ့လိုမျိုးမှတက်တယ်အတ္တဆန်တဲ့လူတွေငါအကောင်းဆုံးပဲတော့နော်သူများကိုမငှက်ညာဘူးနော်အတ္တတွေကဆက်ဆံရေးတွေကိုလေဆက်ဆံရေးတော့ပျက်စီးစေတယ်အတ္တတွေတစ်ခါတလေကိုအတ္တဆန်လိုက်တယ်ငါအကောင်းဆုံးပဲသူမှားတာတော့အဲ့လိုမျိုးတကယ်တော့လေလူနှစ်ယောက်ဆိုတာလေဆက်ဆံရေးရလေမပြတ်စီအောင်လောထိန်သိရတာကွာဒေါသကြောင့်လေဆက်ဆံရေးလေပျက်စီးတာလေအများကြီးပဲနော်ပျက်စီးတာလေအများကြီးပဲဒေါသဆိုလူတိုင်းမှာတော့ရှိတာပဲနော်ဒါပေမဲ့ကိုကအသက်နဲ့ဆုံးထိုင်တဲ့နီးနော်ဒေါသကိုတင်ငြိမ်မှုနဲ့ရှိအောင်အမြဲကိုတင်ငြိမ်အောင်စူးစမ်းရတယ်လူတိုင်းမှာဒေါသရှိတယ်အဲ့ဒီဒေါသကိုမထွက်အောင်ဘယ်လိုမျိုး control လုပ်ရမလဲဆိုတင်ယူရမယ်ကွာဆိုတော့ဘဝမှာအကြောက်ဆောင်ရအကောင်းဆုံးကမာနဒေါသအတ္တသုံးခုဖြစ်တယ်နော်ဘာသာစကားတက်ရှင်ရင်မာနတွေထားလို့မရအောင်သူများနိုင်ငံမှာနေရင်သူများဘာသာစကားတက်ရမယ်သူများနိုင်ငံမှာနေပြီးတော့သူများဘာသာစကားတက်ရင်ဒါလေးစားမှုလို့ခေါ်တယ်နံပါတ်1လေးစားရရောက်တယ်စမထိုင်းစကားတက်စမအနည်းဆုံးတော့69%ကလူတိုင်းကြိုက်တယ်ဘာဖြစ်လို့ကိုထိုင်းစကားပြောတတ်လို့100%ကကြအဓိကသူတို့စိတ်နဲ့ပဲဆိုင်သွားရင်နော်69%လည်းကြိုက်တယ်ဘာဖြစ်လို့ကိုထိုင်းစကားပြောတယ်နော်ထိုင်းနေကြမှာနေမယ်ဆိုထိုင်းစကားအရင်တက်ရမယ်ကိုကတရုတ်ကြားထဲမှာနေမှာဆိုတရုတ်စကားတက်တာ